ကျက်ပေါက်ရဲ့ရှူဝဝင်းအဆုရှေရအစီအစဉ်အမြင့်အစွန်ရရှိဖို့အတွက်အာမခံပါတယ်ရှင်။အနာဂတ်လမ်းကြောင်းမှာသမယိုးချအနေနဲ့ကျက်ပေါက်ရှူဝဝင်းအဆုရှေရ program ဖြင့်အစားထိုးမှာဖြစ်ပါတယ်။ကျက်ပေါက်သည်အဆုရှေရ program အတွက်တစ်ခုတည်းသော platform ဖြစ်ပါတယ်။ကျက်ပေါက်ဟာဆိုရင်ဖြင့် Game Karagon License United Kingdom လောင်ကစား Commission License ရရှိထားတာကြောင့်ယုံကြည်စိတ်ချရပါတယ်။အရင်မူလလက်ဟောင်းစနစ်နဲ့ရှူဝဝင်းစနစ်ကိုရှင်းပြမှာဖြစ်ပါတယ်။မူလလက်ဟောင်းမှာဆိုရင်မြင့်မားသောကုန်ကြစရိတ်မြင့်မားသောအန္တရာယ်အယောင်မြင့်တရန်ခက်ခဲခြင်းဖြစ်ပြီးအဆိုးဆုံးကတော့အသုံးပြုသူများအနာရရှိသွားပြီးသင်ကတော့အရှုံးပေါ်ခြင်းပဲဖြစ်ပါတယ်။စီမံခန့်ခွဲမှုအခက်အခဲရှိပြီးတော့အဆုံးမှာအရာအလုံးကိုသင်တယောက်တည်းခံယူရမှာဖြစ်ပါတယ်။ကဲအခုတော့အရာအလုံးပြောင်းလဲသွားပါပြီ။ရှူဝဝင်းရှေ့ရရှင်အစီအစဉ်မှာဆိုရင်ကုန်ကြစရိတ်မရှိခြင်းအန္တရာယ်မရှိခြင်းရောင်းအားအတွက်အထောက်ပံ့ပေးခြင်းကစားသမားများအနာရရှိခြင်းအတွက်စိုးရိမ်စရာမလိုပါဘူးရှင်။ကစားသမားများရဲ့အနိုင်အရှုံးကိုပူပန်စရာမလိုဘဲနဲ့ကျက်ပေါက်မှ professional အဖွဲ့သည် 24/7 အပြည့်အဝထောက်ပံ့ပေးမှာဖြစ်ပါတယ်။အဖွဲ့လိုက်လောက်ခံရမှာဖြစ်လို့သင်အလွယ်ကူဆုံးငွေရှာနိုင်မှာဖြစ်ပါတယ်ရှင်။